အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဝန်ကြီးစီဒီနိုင်ပဲဖြစ်ပါတယ်ကျွန်တော်ကိုပြပြပေးမှာတော့ဖိုးပစက်1ကိုအလွယ်တကူဘယ်လိုပြရမလဲဆိုတာပဲဖြစ်ပါတယ်ဒါကတော့ဖိုးပစက်1ဖြစ်ရင်ကျွန်တော်အရင်ဆုံးတူပစက်1လေးပြထားတာလေးပြထားဖြစ်ပါတယ်ခင်ဗျာမင်းကျွန်တော်ဟိုကောင်သွေးလျှောလိုက်တယ်ဗျာသွေးလျှောပြီးသွားရင်ဒီဘက်ကနေပြန်ပြလို့ရတယ်ကျွန်တော်ပြဒီကကျန်တယ်မလို့ဖြစ်မှာဆိုကျွန်တော်သူ့ရှင်လုံးနားထောင်တယ်သူဟိုနောက်ရောက်တော့ဟိုနောက်ကိုကျွန်တော်ချိန်ရတယ်ပေါ့ဗျာသူထွက်လာမယ်ထင်လို့ပေါ့ဒါပေမဲ့သူထွက်မလာတော့မုတ်ဆိုးမကိုနိုင်တက်ကြည့်ပြီးတော့မုတ်ဆိုးမတည်ရမှာထွက်မလာတော့အမှန်သူ့လင်ကိုရှောင်းနေတယ်ရှောင်းနေပါတယ်အဲ့ဒီမှာကျွန်တော်နောက်ပေါက်လေးကလည်းထိုင်းလိုလေးပဲဝင်ပြစ်လိုက်တာပေါ့ဗျာတည်ရမှာပြစ်လိုက်ပြီးတော့သူ့ကိုပါခေါ်လိုက်တယ်ပါခေါ်ပြီးတော့မှသူ့တကောင်ကသူ့ကိုပါခေါ်ပြီးဒီမှာလို့ရမှာဆိုပြကောင်ပြေးတက်လာတာပေါ့ဗျာတည်ရမှာအချိန်မှာတကယ်ဖြစ်နေမဲ့သူတို့ကကျွန်တော်၄ယောက်လာ join လာပါဗျာအဲ့ဒါကြောင့်မို့ကျွန်တော်ဒီကောင်လေးကို၄ယောက်တန်းပြီးဝင်လာတာလို့ဒီရင်းလမ်းလျှောက်လိုက်တယ်ဗျာအဲ့ဒီမှာကျွန်တော်ဒီလိုနဲ့ပတ်သွားတယ်ပတ်သွားကျွန်တော်ရှေ့ရောက်ဒီဘက်ကနေတော့ကြုံဆောင်ပြီးတော့ဒီရင်းပြောအဲ့အမှဆိုပြကောင်သေးတယ်အမှဆိုပြကောင်တော့ပြီးတော့ကျွန်တော်အပါဟောဖို့ကြိုးစားရတယ်ဗျာအဲ့မပါမဲ့ကျွန်တော်အေးသေးသေးပဲအမှနောက်တော့အမှဒီကောင်လေးထပ်ပြီးအပေါက်ကနေဝင်လာမယ်ကျွန်တော်ရှေ့ကစားနေရပါတယ်ကြိုးဆောင်ဆက်ပါပါနောက်တော့ဆောင်းရနှစ်ပေါင်းလုံးမတန်းပြီးဒီရင်းလေးတော့ပြီးတော့နောက်ဆုံးကျန်တဲ့ကောင်တော့ကျွန်တော်အေးသေးပဲပလင်းတော့ဒီလေးနဲ့မောက်ပေါ်လေးအေးမိတယ်ပေါ့ဗျာတည်ရပါအဲ့ကြောင့်စောင်းလာပြောတာဗျာအရင်တော့မခတ်ပါဘူးဗျာဒီလိုကောင်မျိုးလေးဒီအေးသေးပါပဲလို့